အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများရဲ့တိစောက်ခြင်းပစ္စည်းဝယ်ယူခြင်းဝန်ဆောင်မှုရယူခြင်းနိုင်ငံပိုင်မြေအဆောက်အအုံနဲ့ပစ္စည်းများငှားရမ်းခြင်းနဲ့ရောင်းချခြင်းများပြုလုပ်လိုတဲ့အခါတန်တာခေါ်ယူလေးရှိပါတယ်တန်တာခေါ်ယူတဲ့အခါအရေးကြီးသိထားတဲ့ဒီအချက်တွေကိုသင်သိပြီလားနိုင်ငံတော်သမ္မတရုံးနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့ကထုတ်ပြန်ခဲ့တဲ့ညွှန်ကြားချက်အမှတ်1/2019နဲ့1/2022တို့ဖြင့်တန်တာလုံထုံးလုံနည်းတွေနဲ့ဆက်လင်းတဲ့ညွှန်ကြားချက်တွေကိုထုတ်ပြန်ထားပါတယ်ထုတ်ပြန်ဆောင်ရွက်ခြင်းရဲ့ရည်ရွယ်ချက်များကတော့နိုင်ငံတော်နဲ့ပြည်သူအကျိုးကိုရှေ့ရှုပြီးဖြောင့်မတ်မှန်ကန်စွာနည်းလမ်းတကျဆောင်ရွက်နိုင်စေရန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအရေးပေါ်အခြေအနေကြီးညာထားသည့်ကာလအတွင်းအစိုးရ၏လုပ်ငန်းများလျင်မြန်စွာဆောင်ရွက်နိုင်စေရန်နိုင်ငံတော်၏ဗဏ္ဍာရန်ပုံငွေများနစ်နာဆုံးရှုံးမှုမရှိစေရန်အဂတိလိုက်စားမှုများမရှိစေရန်တန်တာကိုတဦးတစ်ယောက်ကဖြစ်စေအစုအဖွဲ့ကဖြစ်စေလက်ဝကြီးအုပ်ရယူခြင်းဈေးကစားခြင်းများမဖြစ်စေဘဲမှန်ကန်မျှတသောရှင်ပြန်မှုဖြစ်စေရန်ပွင့်လင်းမြင်သာမှုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တန်တာခေါ်ယူတဲ့အခါကော်မတီများကိုလည်းစနစ်တကျဖွဲ့စည်းရပါမယ်တန်တာကော်မတီကျန်းကင်းစေးတွက်ချက်ရေးကော်မတီတန်တာလက်ခံရေးနဲ့စီစစ်ရေးကော်မတီအရေးသွေးစစ်ဆေးရေးနဲ့လက်ခံရေးကော်မတီစသဖြင့်သတ်မှတ်ချက်နဲ့အညီဖွဲ့စည်းပြီးတာဝန်များကိုခွဲဝေဆောင်ရွက်ရပါမယ်တန်တာလုပ်ငန်းစဉ်များဆောင်ရွက်ရမှာလဲရန်မုံငွေခွင့်ပြုချက်ရှိမရှိစီစစ်ခြင်းဝယ်ယူရေးအစီအစဉ်ရေးဆွဲတင်ပြအတည်ပြုချက်ရယူခြင်းစာချုပ်ဆိုင်ရာစာရွက်စာတမ်းများအပါအဝင်တင်ဒါစာရွက်စာတမ်းများပြုစုခြင်းတင်ဒါဖိတ်ခေါ်ခြင်းနှင့်ကြေညာခြင်းတင်ဒါများကိုအကဲဖြတ်သုံးသပ်ခြင်းနှင့် contract အနှင်းရန်အကြံပြုချက်များပါဝင်တဲ့အစီရင်ခံစာများတင်ပြခြင်းတင်ဒါအောင်မြင်သူများအားထုတ်ပြန်ကြေညာခြင်းစာချုပ်ပြင်ဆင်ခြင်းနှင့်ချုပ်ဆိုခြင်းစာချုပ်ငွေပေးချေခြင်းအပါအဝင်စာချုပ်ကိုစီမံခန့်ခွဲခြင်းစတဲ့တန်တာလုပ်ငန်းစဉ်များကိုစနစ်တကျလုပ်ကိုင်ရပါမယ်။တန်တာဖွင့်ဖောက်ရာတွင်တင်တာစာရွက်စာတမ်း၌ဖော်ပြပါရှိသည့်နည်းလမ်းနှင့်သတ်မှတ်ထားသည့်နေရာအတိုင်းတင်တာတင်သွင်းသူများရှေ့၌ဖွင့်ဖော်ရပါမည်။တင်တာရွေးချယ်ရာ၌စံချိန်စံညွှန်းသတ်မှတ်ချက်နှင့်အညီစီစစ်အကဲဖြတ်၍ဤပညာစံချိန်စံညွှန်းကိုက်ညီသောတင်တာတင်သွင်းသူများအနက်မှဈေးနှုန်းအနည်းဆုံးသူကိုရွေးချယ်ပြီးတင်တာအောင်ရှုံးကိုဆုံးဖြတ်ပြီးတဲ့နောက်တင်တာအောင်မြင်သူများကိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက်တင်တာခေါ်ယူသည့်ဝန်ကြီးဌာန၏ website မှာတရားဝင်ထုတ်ပြန်ကြေညာပြီးတော့ contract အနှံခြင်းကိုဆောင်ရွက်ရပါမယ်။တင်တာမအောင်မြင်တဲ့တင်သွင်းသူများအားတရားဝင်အကြောင်းကြားပြီးတင်တာအာမခံကြေးကို9ရက်အတွင်းပြန်လည်ထုတ်ပေးရပါမယ်။တင်တာလုပ်ငန်းစဉ်များအားလုံးကိုမှတ်တမ်းထားရှိပြီးအနည်းဆုံး3နှစ်အထိထားရှိရပါမယ်။အဲ့ဒါတွေကတော့လက်ခံရရှိတဲ့တင်တာများစစ်စစ်အကဲဖြတ်မှုအစီရင်ခံစာတင်တာကော်မတီမှတ်တမ်းလက်မှတ်ရေးထိုးပြီးစာချုပ်ငွေပေးချေမှုဆိုင်ရာအချက်လက်များလက်ခံရရှိတဲ့အတိအမှတ်ပြုစာအခြားဆက်စာရွက်စာတမ်းတို့ဖြစ်ပါတယ်။တည်ဆောက်ရေးလုပ်ငန်းများကိုသက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်းအချိန်မီပြီးစီးနိုင်ရန်ဘဏ္ဍာနှစ်အစ2လအတွင်းတန်တာလုံထုံးလုံနည်းများနဲ့အညီနှောင့်နှေးကြန့်ကြာမှုမရှိစေဘဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ယခင်ထုတ်ပြန်ခဲ့သည့်တန်တာလုံထုံးလုံနည်းဆိုင်ရာညွှန်ကြားချက်အမိန့်ကြော်ညာစာများသည်တင်/2020ညွှန်ကြားချက်နှင့်စက်ကျင်ကွဲလွဲမှုရှိလျင်တင်/2020ညွှန်ကြားချက်ကိုသာလိုက်နာဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်။တန်တာလုပ်ငန်းစဉ်တစ်ခုတွင်နိုင်ငံတော်သမ္မတရုံးနှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့၏ညွှန်ကြားချက်များကိုဖောက်ဖျက်လျက်နိုင်ငံတော်၏ငွေကြေးပစ္စည်းထိခိုက်နစ်နာဆုံးရှုံးစေလျင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုံမှန်3ကကြီး2အရအဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်တာကြောင့်အရေးယူခြင်းခံရနိုင်ကြောင်းကိုရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်တင်ပါတယ်။ဒါကြောင့်တန်တာလုပ်ထုံးလုပ်နည်းဆိုင်ရာညွှန်ကြားချက်များကိုတိကျစွာလိုက်နာရမှာဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။